Chain, Google chain, Sapper, Assembly PB, Sodom. In a Piakingo, Google Pointer, the Chinai, Yawinta George, Google Chinamato, Pointer, Yawstango, Picochimare, look. In a Mikindi, chain me a gong, so the chain, Lady Jack, no? To know the Mane Yalado. ကျွန်တော်များလေးနိုင်ကြည့်မှပြီးနောက်ကြလားလို့တခါမှကျွန်တော်ကအရင်ဆုံးရောက်တဲ့ထင်တာဆိုတော့ကြည့်လိုက်တော့အရောက်စီတိုင်းကရောက်ပြီးသားဖြစ်နေတယ်ဆိုတော့ကျွန်တော်ပဲဟာနိုင်ရင်ကြည့်လိုက်တော့အေးဒီမိခင်ကြီးချီးမွမ်းရတယ်ဆိုတော့အရင်ဦးဆုံးရောက်လာတာဖြစ်တယ်အဲ့တော့မိခင်ကြီးကြည့်တဲ့အခါမှာအမှန်တရားမှအားရတယ်ဒီချီးမွမ်းခြင်းကိုကိုချီးနေမှာမိခင်ကြီးဦးဆောင်ပြီးတော့မှကိုကိုချီးပြလာမျိုးတော့ထဲမှာတိုးနေနော် ဆိုတော့ကိုကိုချင်းမစားခင်မှာကြောင်များစရာရှိတဲ့တရင်ကောင်းနော်လုံလုံတို့ရဲ့မွေးနေ့ဖြစ်ပါတယ်လို့ပြန်သွားလို့ရှိရင်ကျွန်တော်ခုနသူကိုယ်တိုင်တော့မပြောသေးဘူးဘာဖြစ်လို့ဆိုအထုပ်ပြီးသိလို့အဲ့ဒီတကားနာမှာနော်အနန္တရပြီးပြန်လာပြန်သွားလို့ရှိရင်တော့စားပြီးတော့မှနော်တခါလေထုတ်ကိုကျွန်တော်တို့ကိုပြီးတော့စားပြီးတော့ပိုက်ဝါဆိုပြန်ရမယ်အခုကို နော်ပြင်ဆင်ပြီးပါလေလို့နော်ကြိုတင်ကျွန်တော်ကြောက်ရပါတယ်ကျွန်တော်ကိုယ်တိုင်ကမစားမဲနဲ့လာလို့ဆိုတော့လေပြီးတော့ကြောက်ရစရာတစ်ခုရှိတယ်နောက်ဆိုလို့ရှိရင်အတင်းတော်မှာလာလို့ရှိရင်7နာရီတနာရီ15မိနစ်ဆိုလို့ရှိရင်တဲ့သူတို့ကတကားပြီးတော့မယ်ကျွန်တော်တို့ပြီးမှာမဟုတ်ဘူးသူတို့ပြီးမယ်နော်အကြောင်းအများအားကိုကို remind ပေးပါဖြူဒီကပြီးတော့ home set ကြတော့လေကျွန်တော်က9နာရီစရဆိုတော့သူ့အချိန် ကျွန်တော် work လုပ်တဲ့အချိန်သူတို့ဖွင့်ပေးမယ်ပုံနဲ့ပြီးရင်70 second လောက်စောင့်ပြီးတော့သူတို့ပေးနောက်ကြောင့်မလို့ဟိုမမိတ်ပါနဲ့လို့နော်ဆိုတော့နောက်လည်းပြန်လေပြီးတော့ remind ပေးတာပေးမှာပါဆိုတော့ဘုရားကြောင့်လာတဲ့အခါမှာအချိန်ကြီးရောက်လာဖို့ကျွန်တော်စီမှာတော့ဒီတော့ကဆရာစီမှာတော့အထားတယ်ကျွန်တော်တို့ကိုအဲ့တော့လည်းအကုန်လုံးပြန်သိမ်းတော့မယ်အဲကြောင့်အော်တိုနဲ့အဲ့လိုလုပ်ပါအဲကြောင့် ပေးမတော်လာတဲ့ခါမှာကျွန်တော်အချိန်ကြီးရောက်လာပြီးတော့ပြင်ဆင်ရအောင်ကျွန်တော်အလုပ်ထဲမှာကျွန်တော်10နှစ်ရှိပြီတခါမတော့မကြနော်အလုပ်ပြုတ်မှာဆိုလို့သူများထုတ်မှာဆိုလို့အမြဲတမ်းအချိန်ကြီးပဲအလုပ်ကိုရောက်တယ်ဒီနေ့ဖယားကိုချီးမွမ်းတဲ့ခါမှာတော့အချိန်ကြီးရောက်မှာဖြစ်ပါလေလို့နော်အမြဲတမ်းအချိန်ကြီးရောက်လာကြပါအဲ့လိုနေငယ်ဟောဘာပိကြောင်းရချင်တယ်ကဲလာဆိုတော့ Ini nunggu pada tapi nama, wujud cinggu satu yang tu. Jangan cek pacem mari. Taura pia kita nak ujian luyu, hesa tak tahu sekebone, gensin doni mengelasi. Taura pia kita nak ujian luyu. Hesa tak tahu sekebone kinsen doni minglashi. Happy is the person whom the Lord does not consider guilty. In that person there is nothing foul. Now the qua Shama do do Tara Paya hai one help Shun Lan Jalo. The ball pao do Shun Lan Zwa the Chen Su Jalo. ရှောင်းမတော်သူတို့ထာဝရဘုရား၌ဝမ်းမြောက်ရှင်လန်းကြလောတဘောဖြောင့်တော်သူတို့ရှင်လန်းစွာအချင်းဆိုကြလော Good people rejoice and be happy in the Lord all you who heart are right and sin ဒီနေ့ရှောင်းမတော်သူလို့ပြောတဲ့အခါမှာဘယ်သူလဲမမိတ်ပါနဲ့မိမတော်မှာကျွန်တော်တို့လာတဲ့အခါမှာ ကျွန်တော်တို့ကဖယားကရှောင်းမတော်သူလို့တတ်မှတ်ပြီးဖြစ်တယ်။နော်ဒီနေ့အသက်တာထဲမှာနော်နေ့ရက်တိုင်းအသက်ရှင်တဲ့အခါမှာလုပ်ငန်းခွင်မှာမိသားစုထဲမှာ guilty ဆိုတဲ့ကိုအပြစ်ရှိတယ်လို့ခံစားနေတာမသိဘူး။ဒီနေ့ဖယားရဲ့တော်ထဲမှာလာတဲ့အခါမှာဖယားခင်ကဖယားတို့သူရဲ့ကိုယ်ဝိကုညာလို့ဆိုလို့ရှောင်းမတော်သူကလည်းကိုယ်ဝိကုညာ။ဒါကြောင့်ကျွန်တော်တို့ကိုဖယားကဘလို့တတ်မှတ်လဲဆိုရှောင်းမတော်သူဖြစ်တယ်ဆိုတော့တတ်မှတ်ချင်းခံရတာမမေ့ဘူးဖြစ်တယ်ကိုအမေနာ remind ပေးပါဘေးမှာတော့လာတဲ့အခါမှာကျွန်တော်ဟာဖယားခင်ရဲ့ရှိတ်မှာရှောင်းမတော်သူဖြစ်တယ်ခရစ်တော်အားဖြင့်
ဒါကြောင့်မလို့ရှော့မတော်ဘုရားကိုကိုယ်ကိုရတဲ့ဒီနေ့ပြင်ဆင်တာဖြစ်တယ်ကျွန်တော်သွားမှာဖြစ်တယ်ကျွန်တော်ရောက်လာတာဖြစ်တယ်ဒါကြောင့်မလို့ရှော့မတဲ့ဘုရားကိုရှော့မတော်ကနော်ကိုယ်ကိုချီးမွမ်းဖို့ကျွန်တော်တို့ဘုရားရွေးချယ်တဲ့ခတ်တော်သူဖြစ်တယ်ဆိုတာကိုမိမိကိုယ်ကို remind ပြီးပါအဖြစ်သားကဲ့သို့ဘုရားကြောင့်မလာပါနဲ့နော်အာနာတော်စိတ်နဲ့မလာပါနဲ့အမေရရှုလမ်းပါနောက်တစ်ခုဂျန်ဘက်ကခုနဘာပြောလဲဆိုဖြတ်ပတ်တော်သူဖာရဘုရားဝမ်းမြောက်ရှင်ရှုလမ်းကြတော့တဲ့ရှုလမ်းမှာဖြစ်တယ်နော်ဒီမှာကြည့်တဲ့အခါမှာအဝစာကောင်းဆုံးပြီးဝင်ကြတယ်နော်ရှုလမ်းနဲ့မိမတော်လာကြတယ်လာတဲ့အခါမှာဗာလေတယောက်နဲ့တယောက်ကြည့်တဲ့အခါမှာလည်းရှုလမ်းတယ်ဟဲ့လားအမေရန်ကပောက်ပါလာတော့မှနော်အမေအကောင်းဆုံးဝင်လာတယ်ဈေးကြီးခဏထားဈေးမကြီးခဏထားရှိတဲ့ရတော့ကောင်းလေးဝတ်လာကျွန်တော်ကြည့်တဲ့အခါမှာရှုလမ်းရှုလမ်းတယ်အမေရမိုးလို့ဆိုလေအမေရရှုလမ်းနော်ဘိုးတော့ဆိုလို့ရှိရင်အမေရအကောင်းစားအမေရဝတ်လာရှုလမ်းတဲ့ပြုံးလို့စီစီတဲ့သူ့ကိုကြည့်တဲ့အခါမှာဗာလေဒီရှုလမ်းတော့စိတ်အလိုလိုနဲ့ဗာလေပေါ်လာနော်အဲကြောင့်မလို့ဘုရားခင်ကိုချီးမွမ်းတဲ့အခါမှာရှုလမ်းတော့မှချီးမွမ်းဖို့ရတဲ့ဖြစ်တယ်ပြီးတော့ဘောဖောက်တော့သူတို့ရှုလမ်းဆိုတာတစ်ချင်းဆိုကြတာဘုရားကိုချီးမွမ်းတဲ့အခါမှာလည်းရှုလမ်းတော့မလုံးတာနဲ့နော်ပေါ်ပါတော့လမ်းဆက်မလုံးတာနဲ့ထာဝရဘုရားကိုဘိုးဘွေမှာဖြစ်တယ်နော်အဲကြောင့်မလို့ဘိုးဘွေချင်းတဲ့မှာတော့တုံးရအောင်ခဏစက္ကန့်စတော့ကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်ရဲ့အဖကိုရောဤနာမတော်အားယုတ်လေးမြတ်ချင်းရှိပါစေတော့နိုင်ငံတော်တည်ထောင်ပါစေတော့အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတကယ်တော့မြေကြီးပေါ်မှာရှိတော်ဒီနေရာမှာကိုရောရွေးချယ်ပြခတ်တော်ဖြောင်းမှတ်တော်အသွေးနဲ့ရွေးဝေတော်သားသမီးစုဒီနေရာမှာလာရောက်ပြီးတော့ဘုရားခင်ကိုဝတ်ပြုကိုးကွယ်ဖို့ပြန်လည်းပို့ဆောင်ပေးရတော့ကိုရောကိုထူပဲယေရှုတင်တယ်ဟာလေလုယာဒီနေရာမှာတော့ရှင်တော်ဘုရားကိုထူပဲဖိတ်ခေါ်တယ်ဒါသမီးတို့ချီးမွမ်းခြင်းကိုးကွယ်ခြင်းအထူးတစ်ဖြစ်ဒီနေ့တိခတ်ခြင်းတချင်အပိချီမွန်ချင်းနှုတ်ပတ်တော်အားဖြင့်ပြန်လာဖတ်ခြင်းအိုဒီပိကချင်အပိတော်လောကအထူးဖြစ်ဖျားရှင်ဒီနေ့တာတင်တော်ပြတဲ့ဥတော်မီကိုလည်းဖျားရှင်ဒီနေ့သူရဲ့ဟောရှာပါစတ်တော်တော်ပြီးတော့တာသမီးတို့ကိုပြန်လည်းစကားပြောပြီးဖြစ်တော့အထူးပဲဂျင်းတော်ချီမွန်တယ်ဖျားရှင်လည်းတော့စကားအနာလေဒီနေ့ချီမွန်ချီကိုကိုချီမွန်ပြီးတော့ဖျားဥဆောင်တာဒီနေရာကပြန်ထွက်သွားတဲ့အခါမှာတိုက်ရှင်တော်ဖျားကောင်းချီးမိလာတဲ့ပြန်ထွက်သွားတော့ကိုဖျားရှင်ပြင်ဆင်ပေးပါကိုယ်ကိုချင်းချီးမွမ်းခြင်းအလုံးစုံကိုခံထိုက်တော့ဖျားပြကြောင့်ဘုရားသမီးတို့ဒီနေရာမှာနားလေရဲ့ကိုယ်ကိုတဲ့အခါမှာအာလေလုယာအသက်တာထဲမှာပေါ်ပါခြင်းနဲ့ရှင်လန်းခြင်းနဲ့အသက်တော်ခွန်အားနဲ့ဖျားခင်ကိုကိုယ်ကိုတတ်ပါကြောင့်ဒီနေရာမှာပြန်ထွက်သွားတတ်ပါကြောင့်အသက်တာအချိန်တိုင်းအလုံးစုံကိုခြင်းကိုလည်းတော့စကားအနာဆူတောင်းတဲ့အခါမှာတခင်ယေရှုနာမကိုပြုတဲ့အစပြုကြပါမြတ်တော်ရှိပါဖျားခင်အာမင်အာမင်ကဲအားလုံးအာရပါယဒီဖျားခင်ကိုမိခင်တွေကိုပြီးပြီးတော့မှကျွန်တော်ချီးမွမ်းခြင်းကိုခြင်းနဲ့မှာတော့ကိုရောက်ဆိုင်ကိုဖိတ်ခေါ်တယ်ယေရှုနာမနဲ့ပြန်လာပါတော့ဆက်ပါတယ်ကျမတို့တော့ဒီနှုတ်ပတ်တစ်ခုလေးကျမတို့ဆင်ခြင်ရအောင်ကောင်းတော့အရေးမှာရောက်ရှိလာတဲ့တာသမီးအရေးစီတိုင်းဖြစ်တယ်နော်ဒီကနေ့84ခုမြောက်သောစာအပိုင်ငယ်တင်မှာပြောထားလဲဆိုတော့အငယ်30မှာတန်တိုင်းတော်တို့အတွင်း၌နေသောတရက်ဒီအခြားအရက်၌နေသောအရက်တစ်ထောင်နဲ့သာ၍ကောင်းပါ၏တဲ့မတရားသောသူ၏နေရာ၌နေရသောအခွင့်ထက်အကျွန်ုပ်၏ဖျားသခင်အိမ်တော်၌တကားဆောင်အရာကိုအကျွန်ုပ်သာ၍တည်တတ်ပါ၏တဲ့ဒီနေ့ကောင်းသောနေရာမှာနော်ရောက်တည်သောနေရာမှာရောက်လာတဲ့သားသမီးအယောက်စီတိုင်းကိုဖျားခင်အသစ်ခံကောင်းချီးပေးပါစေအခုကျမတို့ဒီနေ့ဘုရားသခင်ကနော်ကျမတို့အပေါ်မှာအမြဲတမ်းကောင်းမြတ်တာဖြစ်တယ်အခြေအနေတိုင်းမှာနော်တခုခုကျမတို့မှာကလေးတငယ်တွေလေလမ်းလျှောက်တက်ခါစားအရွယ်ကိုကျမတို့အသက်တာဖြစ်တယ်ကလေးတွေကလမ်းလျှောက်တယ်မိဘတွေအကူမရှိလို့ချော်လဲတာဖြစ်တယ်ထို့အတူပဲကျမတို့ဘုရားသခင်ရဲ့အကူနော်ဘုရားရဲ့အကူမရှိဘူးဆိုကျမတို့မှာမြောက်များစွာချော်လဲစရာဒီနော်ရှိနိုင်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်နော်ဒီနေ့အားရပါရဘုရားကိုချီးမွမ်းမစိတ်နှလုံးအကျွမ်းမဲ့နဲ့ဘုရားရဲ့ကြီးဆိုတော့ကျမတို့ချီးမွမ်းရည်သွေးရအောင်လို့အားလုံးဖိတ်ခေါ်ပါတယ်
ပြောပါဒီနေ့ကိုရောကိုအထူးပဲကျေးဇူးတင်တယ်ဝိညာဉ်တော်ဖခင်ရဲ့မဆာချစ်သားတို့အသက်တာမှာလိုအပ်တယ်တာတို့အတင်တော်မှာလိုအပ်တယ်အရောက်စီတဲ့အသက်တာမှာလိုအပ်တယ်တာတို့ဝင်ခံတယ်ကျေးဇူးတော်ကိုချီးမွမ်းကိုချစ်အလုံးစုံကိုဖျားဖို့ပြန်လဲပေးအပ်တဲ့ခါမှာတပါးတီတော်သားတော်သခင်ယေရှုနာမကိုမြှုပ်ပြုလေးဆုတောင်းပါတယ်ဖာအာမင်Yeah, testing. Alo Minglava. Jadi jiwa puji mana? Jadi mak ini. Waktu buku yang isi ini, cina tu jiwa cium dulu. Ini mah yau silado. Ini lain kerja lain. Iku Muhammad tu lain jiwa puji mana? Ini cina yau silen ni agak. Beroma nangta maya ni apide. Ini cina yau siling apide ni jiwa. Atu cium si apide. Ayah kau iso. Yo cine, aku cina ni apide. Yang saya boleh jiwa tina jam yo cine. Cina tu sekan ni ya. Apa dia guru puji itu ni? Kempian ni mah. Guru cium ko guru kaum cium kalah. Atau jiwa cium ni. Ini apa? Mata yang aku pisim bire. Dan sinu ni pihak guru puji ni. Nak pada tu guru leton hana ni. Ada tak ada kan guru ni sekap yoga. Ini yang lalu tak ni ini wengan tu tak puluh kan guru kaum cium ni. Pisah macam. Nak pada ni ada tak ada lusu guru leton sekarang ni kama. Di cima sini tanah desima itu kita pakai tekin Yesus ni doa nama nak jual diri ni sudah sudah sekarang tapi tekin. Amin. Surah ini, yang kita simpir ni ya pide, acing pide. Terus ini kepada telah apa yang kita yang kita simpir pide. Itu ni pada daya terus timare baik dunia cinta utara pide. Wah ini orang ini thonne pada dia juga pertama juga apa dia. Nak biro, cino, nana apa yang mau jual dia. Nak homestay jalan, cino, ini thonne pada dah juga wing amer, amer. Ini tempat homestay mah, oh kiar ke, oh ati pile, no tu desi go yuki chin supaya cino kongsi tapi wing are. So, ang osya kau macam, kiar ni chin chin tu aceh. Payah tu kiye kairos aceh, no. Ini cuma muini, tu muini macam tu tahu kita dia kaya lah. Kalau cuma suatu kaum cini macam ni, ini thonne pada ayah wiham macam ni, ayah tu dah pobiro, siapa siapa deh. Cuma yang jauh dua orang yang dua chasi wala, lu kau cia sele, ini macam dia kau mah. Surau ini thonne pada ayah wiham macam ni tu lu ada sini tu macam ni mana, macam ni dasu seni mana cara ayah rusun tu ada lau baik tu yang biwa, menurut aku sudah ni contoh biwa lu kita yang bersini. So kalau baca kancing ni apa ini nasi ni ko tu ini doya no, yang tu neso naik pun beri ni terus suntan nak cuci ni. Kalau baca ni terus ni nasi ni, kalau baca kancing ni. Nasi terbaik boleh. Thawar biar kini, luar tiada tu do nayupi lumina ko pensiun, lusia do samke domi, lugale yaku itu di ngah ibu tiada ju ngah ta tiada tapi, lu tiada tu do jauh, tu ko lumina ko adihu suri, tu jauh yau jadi
မိဘကိုဆွေး၍ကိုခင်မွန်း၌ညီဝဲအဖြစ်ထိုသူတို့သည်တသားတကူသည်ဖြစ်ရလိမ့်မည်24ကိုမှတ်ချင်တယ်ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွေး၍ကိုခင်မွန်း၌ညီဝဲအဖြစ်ထိုသူတို့သည်တသားတကူသည်ဖြစ်ရလိမ့်မည်ဒီမှာဆရာယူရတဲ့သုံးတဲ့စကားအရင်ကျွန်တော်ကြိုက်တယ်ကိုခင်မွန်း၌ညီဝဲအဖြစ်ကိုမိန်းမ၌ပြောတော့ကိုခင်မွန်း၌ညီဝဲအဖြစ်ဒါကျွန်တော်ယောက်ျားတဲ့မိဘကိုဆွံ့ရတာဖြစ်တယ်မိန်းမယူရခါနောက်ပြန်ကျွန်တော်မာသဲအခန်းကြီး19ကိုပြန်သွားခြင်းတယ်မာသဲအခန်းကြီး19အပိုင်းငယ်၄ကနေကျွန်တော်ပြန်ဖတ်တယ်မာသဲအခန်းကြီး19အပိုင်းငယ်၄ကိုရောကအစအုံနဲ့ဖန်ဆင်းတော်မူသောသူဒီယောက်ျားနဲ့မိန်းမနှစ်ယောက်ဒီကိုဖန်ဆင်းတော်မူပြီးထိုအကြောင်းကြောင့်ယောက်ျားဒီကိုမိဘကိုဆွံ့၍ကိုခင်မွန်းနဲ့မိဝဲတဲ့ထိုသူနှစ်ယောက်တို့သည်တသားတကူသည်ဖြစ်ရလိမ့်မည်ဟုကျမ်းဆိုသည်ကိုတင်တို့မဖတ်ဘူးတလို့ထို့ကြောင့်လေမယားတို့သည်နှစ်ဦးမဟုတ်တဦးတည်းဖြစ်ပြီးဖယားသခင်ဖတ်ဆက်၍တဘိုးတင်တော်မူသောအရာကိုလူမကွဲမကွာစေနေဟုမိတ်တော်မူ၏ဖာရိရှဲတရားမေးတဲ့အရာမှာတကယ်ရှိဖြစ်တော့ကကဘာဦးကျန်ထက်ပြန်ထောက်ပြီးတော့ပြောတဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လင်မယားနော်အများကြီးပြီးတော့လင်မယားကျွန်တော်ယူတဲ့ခါမှာနှစ်ဦးမဟုတ်တစ်ဦးဖြစ်တယ်တသားတစ်ခုတည်းနော်တိချကနာရတင်းနဲ့တင်းပေါင်းရင်နင်းဒါပေမဲ့ကျွန်တော်တို့အိမ်ထောင်ပြတဲ့ခါမှာတင်းနဲ့တင်းပေါင်းတိပေရနှိမရအဲ့ဒါကိုကျွန်တော်တို့ဒီဖို့ကျွန်တော်ကလုံးနေဟုတ်တယ်လုံးနေတဲ့ကျွန်တော်ဟုတ်တယ်ခွဲခွာလို့မရကျွန်တော်တယောက်ထည့်ပြီးသွားပြီ तू မဟုတ်တော့ကျွန်တော်လည်းမဟုတ်ကျွန်တော်တို့ကကျွန်တော်ဟုတ်တယ်လို့ तू လည်းကျွန်တော်ဟုတ်တယ်နော်ကျွန်တော်တို့ကခွဲခြားလို့မရဘူးဟိုလူရခေါ်ဝါရဒါမိန်းမဟုတ်တယ်ဒါယောက်ျားဟုတ်တယ်လူရခေါ်ဝါရဟုတ်ဒါပေမဲ့ကျွန်တော်တို့ကတလုံးတော့ဒီမိသားစုဖြစ်သွားပြီဟုတ်နော်ဥပဟုတ်တော့ဆိုတော့အဲ့ဒီမှာကျွန်တော်ဘာသဘောပေါက်ရတင်ဟာသူဟုတ်တကယ်လို့သူဟာလည်းတင်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့ကတရားနဲ့ကြောအားနေချင်ပြောစရာမဟုတ်တော့ဒီညနေရှိဆိုတော့တင်းမိမရဲ့အားနေချက်ကိုယောက်ျားကတော့ပြောရင်တင်းကိုယ်တိုင်တင်ပြောတာပဲငါဒီလိုဖြစ်ပါတယ်ငါဟိုလိုဖြစ်ပါလို့ပြောတာအတူတူပဲအဲ့လိုပဲယောက်ျားလည်းမိန်းမလည်းတင်းယောက်ျားအားနေချက်ကိုသူညမကိုသူတပိုင်းမှာတော့ပြောရင်တင်းအကြောင်းကိုတင်ပြောဆိုတော့တင်းကိုတင်းလို့မပြောထင်နေတာဒါပေမဲ့တင်းအကြောင်းကိုတင်ပြောနေတယ်ဒါကိုတရားစီချင်ဒါကြလေကျွန်တော်တို့ဖြစ်တတ်ပါတယ်ကိုအမျိုးသမီးဘုရားကျောင်းတိတ်မရောက်နိုင်ကျွန်တော်မျိုးသမီးဟိုဘုရားကျောင်းမရောက်နိုင်လို့ဆုတောင်းတရားပေးပါဟိုလုံအဲ့တော့အဲ့ဒါအားကိုလည်းမကောင်းဟိုတခါလေကျွန်တော်ယောက်ျားဘုရားကျောင်းတိတ်မရောက်တယ်လို့တရားဆုတောင်းပေးပါရအဲ့တော့ဟာဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်အဲ့ဒါကတင်းကိုတိုင်ပြင်ပြောတာတော့မသိဘူးသူဟာကိုဖြစ်တာကိုမသိတဲ့ခါမှာဟိုသူကတခြားလူတယောက်ကိုမြင်သွားတယ်ကိုလို့မမြင်တဲ့ခါဘာမှစကားပြောတယ်ကိုပေါင်းကိုတိုင်းဆိုတော့ကိုပြောတဲ့စကားကိုနောက်တယောက်ကထပ်ပြောရင်မကြိုက်ဘူးဥပမာဆိုလုံးမိကအိုးကျွန်တော်ယောက်ျားထုံးလေးများဘာဖြစ်တယ်ညာဖြစ်တယ်ဟောအရက်တောက်နေတယ်ဖေးရိုက်တယ်ဖျားချောင်းဖိစံစုပ်ဖြုတ်တယ်ကိုမပြောဆိုပါစုပ်အဲ့လိုပြောပြီးတော့ကိုပါမကထပ်စစ်ထပ်ပြီးသူပြောလို့ကိုပါမပြောမိမပြန်စိတ်ဆိုတကယ်သူကစားဆိုတော့ကြိုးလုံးပြီးတော့မပြောအောင်ဆိုတော့ကိုအကြောင်းကိုပြောတာနော်အဲ့ဒါကြောင့်ကျွန်တော်တသားတကူဒီပြတာတလုံးပေါ်နေဖြစ်တယ်နောက်ပြီးတော့ကျမ်းစာထဲမှာအေဖေဩဝါဒခန်းကြီး9အပိုင်ငယ်21ကနေကျွန်တော်အကုန်လုံးဒီသားဖြစ်တယ်ခရစ်တော်ကိုခံရတော်အဖြစ်အပိုင်ငယ်21ကနေကျွန်တော်ဖတ်မယ်ဒီဖက်ခန်းကြီး9အပိုင်ငယ်
အချင်းချင်းတယောက်အောက်တယောက်ကိုနှိမ့်ချက်ရနေကြလို့အချင်းမိမတို့တခင်ဖျားအုပ်စိုးတော်မူခြင်းကိုဝန်ခံတကယ်တော့ကိုခင်မွေအုပ်စိုးခြင်းကိုဝန်ခံတော့ဒါကြောင့်လည်းမြန်ကြတာအရာဖြစ်တယ်တချို့မိမတွေကဝန်ခံမှာဆိုတာဒီကတော့နားလည်းမယူတည်ဘူးကိုယောက်ျားကိုယူတည်ဖို့ဘယ်လိုပဲဖြစ်နေပါစေကျွန်တော်တို့ဆိုင်တဲ့ချင်းရှိတယ်လေဆိုင်ခါလေးရေးတာမင်္ဂလာဆောင်ရင်ဘွဲကြည့်တဲ့လူကအရင်ဆုံးနာမည်တပ်မှာနော်တကယ်လို့ဘွဲကြည့်တဲ့လူကအရင်ထောင်းစီးဘွဲရဟိုသူရဲ့ရေးသားချင်တဲ့အရာကတော့မိန်းမတွေပေါ့နော်တချို့တွေကထားလိုက်ဟိုယောက်ျားတာမန်လူဖြစ်မယ်ဆိုရင်မိန်းမကဆရာဝန်ဖြစ်မယ်ဆိုရင်အဲ့ဒါသူကမိန်းမကဆရာရာသူကပူကြီးတဲ့အတွက်မိန်းမကယောက်ျားကမိန်းမလူပြရတော့ဘာဖြစ်လို့သူကဝင်ငွေပူများတာဟုတ်ဆိုတော့ကျွန်တော်ဝင်ငွေပူများချင်းနဲ့ကျွန်တော်တို့ကရည်သွမ်းမယ်မောရုပ်ချောချင်းနဲ့ရည်သွမ်းမယ်ဒါနှုတ်ကပတ်တော်ကတောင်းဆိုတာကိုယောက်ျားကိုယူတည်ပါယောက်ျားရဲ့အဲ့ဒါကိုချင်းကိုခင်မိန်းမရဲ့ယူတည်ခြင်းမလို့ချင်းတခါလည်းမယူတည်တချို့ယောက်ျားတွေကတော့မတည်ရွေ့တချို့တွေမယုံကြည်ရွေ့မတည်တဲ့အခါမိန်းမကမိကိုနိုင်တယ်နော်ဆိုရင်တချို့ယောက်ျားတွေကမခံချင်ဘူးအဲ့ဒါမတည်တဲ့အခါမှာဆိုတော့နှုတ်ကပတ်တော်မတည်တဲ့လူတွေကလည်းသူများနဲ့များကြတော့ဆွပြစ်ချင်တယ်တသားတကူတည်းသဘောမပေါက်ဆိုတော့နင်းမိမဆိုတဲ့ခါနင်းကိုနဲ့ကိုပြောတာအတူတူပဲတင်းနိုးလို့ကိုပြောတယ်အတူတူပဲတင်းမိမလို့ကိုပြောတာတကယ်တော့တသားတကူတည်းတလုံးတော့လည်းဖြစ်ချင်းကိုမတည်တဲ့ခါတင်းနိုးကိုပြောတယ်ဒါကြောင့်မင်းကြီးကယောက်ျားကြီးယူတည်ဖို့အုပ်စိုးခြင်းဆိုယူတည်ဖို့ပဲလိုချင်တာဆိုတော့24ကိုပြန်ဖက်အတင်းတော်ဒီခရစ်တော်အုပ်စိုးတော်မူခြင်းဝန်ခံတဲ့မိမတို့ကိုခင်မွန်အုပ်စိုးအရာရာနဲ့ဝန်ခံကြတော့25အချင်းယောက်ျားတို့ခရစ်တော်ဒီအတင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့တင်တို့လည်းကိုခင်မွန်ကိုချစ်ကြတော့ဒီနေ့မှာကျွန်တော်တို့လည်းအစင်းမြင့်ကြည့်ရအောင်နော်26အချင်းယောက်ျားခရစ်တော်ဒီအတင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့တင်တို့ဒီကိုခင်မွန်ကိုချစ်ကြတော့အတင်းတော်ဒီခရစ်တော်ဒီအတင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့နော်ခရစ်တော်ဒီအတင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့ကိုခင်မွန်ကိုချစ်ကြတော့ယောက်ျားကိုတတ်နေမှာတာကိုမိန်းမကိုချစ်ဖို့တော့မှာတာဆိုတော့အတင်းတော်ဒီခရစ်တော်ဒီအတင်းတော်ကိုချစ်တဲ့ကဲ့သို့ခရစ်တော်ကအတင်းတော်ဘယ်လောက်ချစ်လဲအတင်းခံပြီးတဲ့ချစ်ဒါကြောင့်ကျွန်တော်တို့တခါတလေကလူကထင်တဲ့အခါ MCC ဆိုတာအတင်းတော်ပေါ့။အိုးတခါလေကျွန်တော်တို့ကသူကအတင်းတော်မှာအယံသစ္စာရှိတယ်။တင်ကအတင်းတော်ဖြစ်တယ်။ကျွန်တော်ဒီကို6စကူမှာဖြစ်တယ်နော်။ဒီကို6ထဲမှာနော်ကျန်စားမနိုင်တော့ဒီချက်ပိုက်ကဒီတလားထဲမှာရန်ကောင်းချီခံစားတယ်နဲ့ဒီကို6ကဟိုအရင်တပတ်တော့ဒီရအောင်ဆက်မှလည်းဒီလိုပတ်တော့တုံးတယ်ဒီတပတ်ဆက်ကြည့်လိုက်ဒီလိုပတ်တော့တင်းတို့ခန္ဓာကိုယ်ကြီးပြားကြီးဗိမာန်တော်ဖြစ်ကြောင်းကိုသိတယ်လို့ကျွန်တော်တို့ကအခုဝတ်ပြုတာကနာဇရက် Church International Church မှာကျွန်တော်ဝတ်ပြုတာအတင်းတော်တကယ်တင်းဟုတ်ကျွန်တော်တို့အမြင်မှာအတင်းတော်မှာအရင်သစ္စာရှိတယ်ဟုတ်တခါလေကောင်းပါလေဒါပေမဲ့နာမည်နဲ့သစ္စာရှိဖို့အတင်းတော်လူရှိရမို့နော်နာမည်တော့ဟိုသစ္စာရှိပြီးနေပြီးတော့အတင်းတော်မှာလည်းပေါင်းချင်းမရှိဝတ်ပြုခြင်းလည်းမလားစေဘုဒ္ဓဘုရားဖြစ်လည်းမပါနော်အလူဝါဖြစ်လည်းမပါအတင်းတော်နဲ့ဆိုင်တဲ့ activity လည်းမပါအဲ့ဒါဥပဒေစတကယ်တော့ခရစ်တော်ကိုဖျားတယ်မှာသစ္စာရှိခြင်းတွေ့ရုပ်ကပ်လို့မသစ္စာရှိခြင်းတော့ဒါကျွန်တော်ဒီမှာအတူတူကနေတာကမေတ္တာဟာရဒါကအတိတော်မှနေချင်းကလည်းလူအပ်ဘာဖြစ်လို့လဲအတိတော်မှမင်းမဖြစ်တဲ့အခါမှာကျွန်တော်ယောက်ျားဆူတောင်းပြီးမိသားစုဖြစ်ဆိုမိသားစုအဲ့လိုဖြစ်တဲ့အခါမှာမာနကဆွဲချင်တယ်ဆွဲလို့မရဘူးဘာဖြစ်လို့လဲဆိုကျွန်တော်အတိတော်ဆူတောင်းခြင်းဒီမိသားစုဖြစ်တဲ့အခါမှာယောက်ျားဆူတောင်းခြင်းနဲ့အားကြီးတာဖြစ်ဒါကြောင့်အတိတော်တပါးပါမှာကျွန်တော်ရှိဖွယ်တယ်မတတ်အရေးကြီးတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်ယောက်ျားတွေနဲ့မင်းကလေးလိုချစ်ဖို့လိုတယ်
ဖို့တောင်းဆိုတာဘာလို့ကျွန်တော်ယောက်ျားတွေအမြဲတမ်းပြောတတ်ကြအချစ်ပြောင်းနေတဲ့ကျွန်တော်ယောက်ျားတွေလေချစ်ပြောင်းနေတဲ့ဒါကိုခံပါတယ်ဟိုမယူခင်တော့ကတော့တစ်မျိုးပေါ့အခုလောယူထားတဲ့ Esther ဒီမှာပါနော် Esther အကိလေနဲ့မယူခင်တော့ Indianapolis လာတော့တစ်မျိုးဖြစ်မှာဘယ်လောက်ထိယူဆိုင်ကလေးဟိုလေအဝေးလာတဲ့ခါမှာတော့ဟိုလေ Esther လေဟိုကျူဆိုတဲ့ခါမှာတစ်မျိုးနော်ဖြစ်မှာဒါပေမဲ့အတူတကွပေါင်းနေတဲ့ခါမှာဘယ်လိုပြောင်းလဲသွားတယ်လဲပြောင်းလဲမှာပဲကျွန်တော်ယောက်ျားကပြောင်းလဲတဲ့တယ်နော်ကျွန်တော် Facebook မှာကြည့်တော့ယောက်ျားတွေကမိန်းမတွေကိုအဖြစ်မရခင်တော့ကြည့်တော့တစ်မျိုးရီဆိုင်ရအဖြစ်ပြီးတော့ကြည့်တော့တစ်မျိုးတဲ့နောက်ပြီးတော့မင်္ဂလာဆောင်ရအတူတူနေတာကြည့်တဲ့တစ်မျိုးယောက်ျားတလေးတရားရတဲ့အချိန်မှာကြည့်တာကတစ်မျိုးတော့ရတော့ပြီးတော့ညပဲကြည့်ရတယ်ယောက်ျားရဲ့လူမျိုးယောက်ျားရဲ့ကျွန်တော်တို့တော့ပြောင်းလဲရှိဆိုတော့နှုတ်ကပတ်တော်ကမိန်းမတွေကိုချစ်ဖို့တွင်တည်ပြီးချစ်ပါကျန်တာတွေမတွင်တည်ပြီးချစ်ပါဆိုတော့ကျန်တာတွေကိုမိန်းမတွေကိုဘာတွင်တည်ပြီးလဲမိဘတွေတွင်တည်ပြီးမိဘတွေတွင်တည်ပြီးနင်ယောက်ျားယူရင်တော့တကယ်တော့Esther ဒီမှာရှိနေဆိုတော့အဖေရှိနေတယ်ယောက်ျားယူတော့မယ်နော်မှားလိုက်တာလေကကောင်းကောင်းလုပ်တော့ယောက်ျားမှာဘယ်လိုလုပ်တော့ဘယ်လိုနေတော့သမီးကောင်းကောင်းချက်ပေးတော့မျက်စိကောင်းကောင်းလဲပေးတော့အဘိဓမ္မာလေမိဘတွေမှာဒါကြောင့်တိတိလေးနော်ဒီမို့တော့ဝရဆောပထမဆောင်အခန်းကြီးလေးအပိုင်ငယ်ခုနှစ်ထဲမှာမင်းမဦးဖြိုးလို့အန်ဒါစကားကိုဖေရှားပါကျွန်တော်ချစ်တော်မှာတချို့မိမမတနာစရာတော့ဟိုမိမတိုင်းမဟုတ်ဘူးနော်တချို့မိမတွေကဟိုအလက်လက်ဖြစ်မယ်ကိုယူထားတဲ့မိမကဒါပေမဲ့အငယ်ဆုံးလေးဖြစ်မယ်ဆိုတော့သူ့အိမ်မှာတော့မပြောရစမင်းကလေးတယောက်တော့အလုပ်မလုပ်ဘူးဟိုသူ့အိမ်မှာဥပမာအမေရှိတယ်သူ့အိမ်မှာအမရှိတယ်အကူရီရှိမယ်သူ့ကိုချစ်တော့ကောင်းကောင်းမလုပ်ခိုင်းဘူးဒါပေမဲ့ယောက်ျားယူတဲ့နေကြမှာမိမကကျွမ်းမပြီးသွားရင်မနေ့စောထားပြီးမောင်းထောင်းရတယ်မနေ့စောထားပြီးမောင်းထောင်းဆိုတော့မိမကဘယ်လိုထင်သွားတယ်လဲဆိုကိုဟာကိုငါကသမင်းချရတယ်နော်ယောက်ျားကလည်းမိမကိုဘယ်လိုသွားထင်တယ်လဲဆိုသမင်းချမယ်ပကံစီးမယ်လို့အိမ်တန်းရှိလို့မယ်လို့မင်းယောက်ျားကတခါထင်သွားတယ်အိမ်တန်းရှိလို့မယ်လို့သမင်းချတဲ့လူကဘယ်သူလို့လဲမိမလို့အဝိရှိုးတဲ့လူကဘယ်သူလို့လဲမိမအလို့ဆိုယောက်ျားလို့ကပါလဲဒါပြောစရာရှိပေါ့နော်ဆိုတော့ဟိုအလို့လို့ထားလိုက်အခုလိုမျိုးကျွန်တော်နေမရလို့မရဆိုတော့အလို့လို့လည်းရှိတယ်ကျွန်တော်နေမရဟောအကြည့်တယ်လို့နေမရနောက်ပြီးတော့ဟိုကိုစောဖေမီလို့နေမရဟောနောက်ပြီးတော့မှတက်တာစီလို့နေမရဆိုအဲ့လိုမျိုးနေကြတယ်ကျွန်တော်ကမိမအဲ့ဒီလိုခိုင်းစဉ်းစားကြည့်တော့ဆိုတော့နော်မိမအလိုလည်းလို့ဒီလည်းပြန်လာရင်းနေချက်လက်ကြည့်လို့ကြောင့်ကျွန်တော်ဒီမှာကအဝဲလျှော်တာကစနေလျှော်လို့ပုံပြီးတယ်မြန်မာပြည်ကိုလက်နဲ့တာလျှော်တော့သွားပြီးလက်နဲ့လျှော်ဘယ်တော့ပြင်ပါဆိုတော့ကျွန်တော်တို့ကချစ်တယ်လို့ပြောတဲ့ခါမှာတကယ်တော့ယောက်ျားကမိမကိုငါတို့ချစ်တယ်နော်ဂယုဆိုင်တယ်နော်အသက်ပေးပြီးတော့ချစ်တယ်နော်ပြောတတ်ကြတယ်ဒါပေမဲ့တကယ်ယူတဲ့အချိန်မှာကျတော့ခိုင်းစရာလို့ဖြစ်နေတတ်တယ်ဆိုတော့ကျွန်တော်တို့ကဘာကိုတတိယမလဲဟုတ်ပြီတတိယတစ်ချက်ပြန်လာရအောင်ကျွန်တော်တို့မင်္ဂလာဆောင်တဲ့အခါမှာဂတိတော်ဖယားရှိလူရှိဂတိထားတဲ့အရာမမိဘူးကျွန်တော်ဗာပြောတယ်တယောက်စီကချမ်းသာဖြစ်စီစင်ရဲဖြစ်စီဦးရီဖြစ်စီနာရီဖြစ်စီနော်မကွဲမကွာအဲ့ဒီကတိတော့ကျွန်တော်ဆွဲလာဖို့အဲ့ဒီကတိတော့နောက်ပြီးတော့ကျွန်တော်တို့မိဘတွေလည်းကလေးတွေနဲ့အိမ်ထောင်ပြတဲ့ခါမှာအဲ့ဒါကိုကျွန်တော်တို့တိတက်ဖို့တဘောပေါက်ဖို့တချို့လူရှိတယ်ကျွန်တော်တို့မိဘကို
စိတ်ချမ်းသာတာကိုမိဘယူဒီလေးမြတ်ဖို့ကကျွန်တော်တာဝန်ဟုတ်တယ်မိဘကိုယူဒီဖို့နော်မိဘယူဒီရကောင်းချီးနေတာကျွန်တော်တို့ကလေးတွေဒီစားကျွန်တော်အဲ့ဒါတင်ပေးဖို့လူတွေကြီးပြလာတဲ့ခါမှာသူတို့အိမ်ထောင်ပြတဲ့ခါမှာလည်းနော်ကျွန်တော်တို့မယူဒီတာတပိုင်းဆိုတော့အဲ့ဒီဂတိတစ္ဆာဝတ်ကိုကျွန်တော်ကနားလေတယ်တခါလေယောက်ျားရဲ့လူပြောတတ်တယ်ဆိုရင်မိန်းမကပြန်ယူလို့ရတယ်အမေနဲ့စကားများငါအမေနဲ့မလေးငါအမေနဲ့မလေးနဲ့နော်ဟိုငါမိန်းမကငါအမေနဲ့စကားများတယ်ဘယ်သူရွေးမလဲလို့အမေလေးရွေးမှာပဲဒါဆိုရင်ပရိနိတရားဘုရားရှိလို့ရှိမှဂတိဝတ်ကိုကျွန်တော်မိတ်တချာဆိုတော့ဒါတချို့ဒီကျွန်တော်မတမခက်ခဲရရဖြစ်တချို့ရောကဟိုမစားနဲ့ပြောမယ်ဆိုမစားနဲ့ဒါကျွန်တော်စင်ချင်းနဲ့ဖွင့်ပြနားလေကျွန်တော်အိမ်ထောင်ပြုပြီးတယ်တသားတကူပြသွားတယ်ကျွန်တော်နေမြန်မြောက်ကဘုရားပြင်ရှိမှတသားတကူလေးဖြစ်တဲ့အခါမှာမိဘအဲ့ကျွန်တော်မိဘဖြစ်လာတဲ့အခါသားသမီးတောင်နားလေပြဖို့တသားနားလေပြဖို့တခါလေကျွန်တော်တို့ကကိုမိခင်ကိုချစ်တာမှန်ပေတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်လက်မထပ်ခင်တော့လေကျွန်တော်လက်မထပ်ခင်တော့ကိုမိဘထက်မိန်းမကိုပူချစ်လို့လက်ထပ်တကယ်တော့မိဘထက်မိန်းမကိုသာပူမချင်လက်ထပ်เสียကြောင်းမရှိကျွန်တော်အဲ့ဒါတတိမိသွားတာနော်ပြောမယ်ဆိုမိသွားတာချစ်တဲ့ခါဒါပေမဲ့မိခင်နဲ့ကိုမိမတကယ်လို့ဒီမှာကျတော့တူမနေကြတော့စကားများတဲ့ခါမှာအခါလေကျွန်တော်ကမိခင်ပဲတော့ပါတယ်တကယ်တော့ကိုယူထားတဲ့မိန်းမအဲ့ဒါမကွဲတော့ကိုနဲ့မကွဲတော့စင်ပြုတ်ကိုရေးကြည့်တယ်ဒါကြောင့်အင်းထောင်ကွဲပြီးတော့အတူနေအကောင်းဆုံးအဲ့တော့ဒီရောက်ကိုကျွန်တော်သဘောပေါက်တဲ့ခါမှာကျွန်တော်ညီလေးနဲ့အမေနဲ့ဆိုကျွန်တော်ညီလေးမိန်းမနဲ့အမေနဲ့စကားများကြတယ်ဆိုတော့ကျွန်တော်ညီမလာတိုင်တယ်ဒီလိုဟုတ်တယ်ချွေးမအဲ့ဒါနဲ့ကျွန်တော်ညီလေးပြောတယ်ဟာကလေးရသွားလို့ကလေးသားမရဘူးဆိုတော့ဝဲချင်တယ်ဝဲနေအိမ်ငါပြီးတော့နေအိမ်ရွှေ့ပါတော့အမေကိုအမနဲ့အတူတူလေကျွန်တော်အိမ်နဲ့ရှိတယ်လေသူတို့ကအမေကအငယ်ဆုံးဆိုတော့အတူတူပဲညီစီချင်တော့ခမရတို့အိမ်မှာပြောင်းကြတော့အမေနဲ့အမညီပါစေနေမိန်းမကိုဝဲစီမိန်းမကိုဝဲစီအတူတူညီပဲအမေနဲ့အမညီနေတယ်ဒီကွဲစေအဝေးကချစ်ကြတယ်ကျွန်တော်အတူတူနေတဲ့ခါမှာလေဒါဖြစ်တဲ့မိမချင်းချင်းဖြစ်တဲ့အရာဒါကြောင့်ကျွန်တော်ခွဲပြီးနေတဲ့ခါမှာအမတမကောင်းဆိုတော့ဘာကကျွန်တော်ဒါကိုတင်ပေးတယ်အစင်အလားဒီကတင်ပေးတာအစင်လားကမိမဆိုတော့ဘုရားလိုပကံစီယာနဲ့တင်ချင်ကျွန်တော်အိမ်မိသားမတူဒီမှာသူ့ယောက်ျားကကျောင်းဆရာနာမည်ပြောတယ်သူ့ယောက်ျားကျောင်းဆရာဆိုသူ့မိန်းမကအိမ်မှာဈေးတယ်လို့ဆိုကျောင်းဆရာတနည်းမှုကျောင်းမှာစာတင်တာပေါ့လေနော်ပြန်လာဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတည်တဲ့တိုင်းပဲလေဆိုတော့ဟိုအဝက်ရှော့ဘုံလို့တွေ့ရတော့အခုကတိုးတက်လာတယ်အခုကျတော့သူဘယ်လိုခြံလေးနဲ့ဘောတော့ရေချွတ်နဲ့အကားလေးလုပ်ထားတယ်ကျွန်တော်ခက်တော့ကမတိတတ်ကြတယ်အကားလေးမလုပ်ဘူးတိုင်းပဲသူ့ယောက်ျားပြန်လာရင်လေအဝက်ရှော့ယောက်ျားအဝက်ရှော့တဲ့မိန်းကလေးဒီမိန်းကလေးအကုန်လုံးရှော့တော့အကုန်လုံးတွေ့ရတယ်ဒီနာချင်းဝက်ရှော့တဲ့ခါသူ့ရဲ့ပုံကြည့်တာဟာတာလေးပြောတတ်တယ်မိန်းမလည်းအရင်ချစ်တယ်ပြောဟာယူလိုက်ဝါလိုက်ဆိုတော့သူ့နေမြတ်တွေးထားအရန်တာရတယ်ပြောမယ်ဆိုဒါပေမဲ့ဘေးရဲ့လူကဘယ်လိုမြင်တယ်လဲဆိုရင်ဟိုဆရာကသူ့မိန်းမကိုကြောက်လိုက်တာမိန်းမအရင်ကြောက်တာမိန်းမတင်လို့ရှော့ပြီးအကုန်လုံးရှော့ပြီးကိုတချို့ရပြည့်လို့ပြန်ပြောတယ်ကိုမိန်းမကသူ့ယောက်ျားကိုတအားနိုင်တာပဲတအားနိုင်တာဆိုတော့မြန်မာကျတော့ယူဆကပါတယ်မိန်းမဆိုရင်မကန်ရဘူးနော်မိန်းမဆိုရင်မကန်ရဆိုမင်းသမီးအောင်လည်းမဝင်ရအဲ့လိုတာပြောမယ်ဆိုမသိလို့လေတကယ်ဆိုမိန်းမလည်းမယူနဲ့တော့အသားတော့ကိုကိုင်းလို့မရတော့ဘူးအသားကိုဒါသူပြင်ပေးတာကျွန်တော်ကြီးတော့ကျွန်တော်ငယ်ငယ်ကလေးကတို့ဒီမှာဆိုဟိုဗါလဲဘဝဆိုင်တန်းထားလေဒီနာဟိုချန်စင်းမိုးရကျွန်တော်အမတို့စားပေါ်ရုပ်တာမိုးရမိုးတယ်လေရုပ်ကြတယ်
အဲ့ချိန်မှာကျွန်တော်အမတွေပါပြောတယ်ဟဲမိမဥစ္စာကျွန်တော်မထီးနဲ့မကိုင်းနဲ့မိမမကိုင်းကောင်းဘယ်သူတင်ပြီးတော့မိဘနဲ့တင်ပြီးတာလူကဘာလို့လဲပြောလူကဘာလို့ချစ်ဖို့ပဲပြောတာဇနီးမောင်ရောချစ်ဆိုတော့မှာကတော့တတားကိုဒီပြတဲ့ခါမှာဆိုတော့တချို့လိုက်ဟိုလူတွေကတချို့ကဘယ်တန်တဲ့လူရှိတယ်တချို့ညာတန်တဲ့လူရှိတယ်ဆိုတော့တချို့မင်းကြီးရဲ့စီပွေးမတန်ဘူးစီပွေးလို့ချင်မတန်မတော့ဆိုတော့ယောက်ျားကဥမာထားလိုက်ငါကယောက်ျားပဲငါပဲစီပွေးလို့ရငါပဲမိမငါပဲလို့ရအားတန်ရောကျွန်တော်ကပန့်ပိုးပေးတယ်ဆိုတော့တချို့ဘေးတန်တဲ့လူပြောနေညာနဲ့ပဲလို့ပါလို့တော့ပြောလို့မရဘူးကျွန်တော်အားတန်ရတယ်လေအဲ့ကျွန်တော်ကဘူဘွားဒီအမေရိကတွင်တင်တဲ့အရာကိုကျွန်တော်တို့ကြည့်ဖို့မဟုတ်နှုတ်ကပတ်လို့ဘယ်လိုစကားပြောလဲဆိုတော့ဘူဘွားဒီအမေရိကပြောမယ်ဆိုရင်မယုံကြည်ဘူးရလာတာလေဘုရားကိုမသိတဲ့ခါမှလာတာဒါကြောင့်သူတို့တွင်တင်တဲ့အရာကိုကျွန်တော်တို့ကဖေးတိတဲ့အရာဖေးရဒါကြောင့်ပြောတာလေတိတိလေးခုမှာမိမို့ပြောတဲ့တဏ္ဍာဆိုဖေးတာဖေးရှက်တရားဝင်နဲ့တရားဝင်မွေးလျော်ခြင်းအဖြစ်ကိုယ့်ကိုယ်ဆုံးပါပါဒါကလေးဆုံးပါနေမတန်ခက်ခဲတာဖြစ်တယ်ဆိုမင်းကိုပြောတယ်လို့ပြောတဲ့အခါမှာကျွန်တော်ပြောအခုကျွန်တော်တို့ချင်းတိုင်းကမှာတိုင်းနော်ဘိုင်းသူများပြမယ်ချင်းဟုတ်လားချင်းပဲဟုတ်ချင်းကိုကြီးဝလို့ချင်းကိုကြီးဝလားဟုတ်ဒါချင်းကြီးတဲ့ဇုံတုံးကြီးတကယ်ပြောကျွန်တော်အဲ့ဒီရှင်းစရာကောင်းတာကိုကြီးလေကချင်းကြီးမဟုတ်တာအင်္ဂလိပ်ကြီးဘိုးကြီးဘိုးကြီးရပမတဲ့အပြတ်ကိုလေးလို့တာတကယ်ရင်းရှင်းစရာပုံပြီးလေးတာပုံပြီးဘုံပြီးကြတော့မရှိဘူးလားဘယ်ပုံပြီးကြတော့ပြောလို့မရစီပွားရေးတမန်တွေလုံးလိုက်ပုံပြီးလေတော့ဆိုဟိုနည်းနည်းလို့ပြီးတော့ချင်းမောင်းပြီးပြန်လာအောင်ဘယ်မှာလဲချင်းပြီးကျွန်တော်စိုးတူနေတာဒီလိုမျိုးယူဝလို့လားမဟုတ်ဘူးကျွန်တော်မတူမငယ်တော့နေတော့ဆိုဟိုချင်းမျိုးသားလေးဆိုဆောင်းပဲချုံတာလေအေးရဖြူပေါ်မှာဆောင်းချုံပြီးတော့ဟိုခုနောက်ပိုင်းမှာဒီလိုမျိုးတွေဟိုအနီယောင်ဟိုဟာယောင်လက်ရှုံနော်အမျိုးမျိုးဒါကျွန်တော်ကြည့်အမေရဲ့လက်ရမို့လို့လက်နေရက်ပြီးတော့မှအတရားဝတ်တကယ်ဖြစ်တယ်ဘာမှမဝတ်ချင်အနေရောက်ပဲဝတ်ချင်ဒါအမေကလက်နဲ့တခုတကရက်ပြီးလို့ဒါချုပ်လာမြတ်ချုပ်ခိုင်းတာဒါချင်းဒီမှာမဟုတ်တာတော့ကြည့်မြန်မာအိဆိုတိုက်ပုံကဘုရားနာတာပဲဒါအဲ့ဒါနဲ့ဒါလည်းဇုံတို့ရငါတို့ကြီးခါရလည်းငါတို့ကြီးနဲ့လူကြသေးတယ်ကျွန်တော်အရင်ကြီးချင်တယ်ဒါကြောင့်ကျွန်တော်တို့ကဖယားရဲ့ဘုကပတ်တဲ့ရှိဖို့ဒါကျွန်တော်သားသမီးတွေတချို့ဟိုတနေ့တစ်ချိန်မှာထောင်ပြုမယ်ဆိုရင်ဒါကိုကျွန်တော်တို့ဣတဘူးလေများချမ်းမှာသွားပြီးတော့ဆရာကျွန်တော်ဇနီးမောင်နိုင်မကွဲမကွာကျွန်တော်ဘယ်လိုပြုစုပြရမလားအရေးကြီးဘာလို့ဘုရားရှိလို့ရှိမှကျွန်တော်ပဋိငင်ပြုပြီးအဲ့ဒီပဋိငင်ကိုကျွန်တော်တို့လုပ်ဆောင်ဆိုတော့တင်ဟာတင်တင်မှဖြစ်တဲ့ခါမှာအမေနဲ့ပတ်သက်လာတယ်ကြတော့ကျွန်တော်တို့မိမဖြစ်မှာပါရမိမနဲ့ဘုရားရှိမှပဋိငင်ပြုထားတယ်တခင်ရှုတဲ့ပဋိငင်ပြုတဲ့အရာတွေအသွေးတော်ကြောင့်ပဋိငင်ပြုတဲ့ခါမှာကျွန်တော်ဖြောင်းမှတောတာဖြစ်စေအဲ့သူ့ရဲ့ပရိငင်ကြောင့်အသွေးတော်ကြောင့်ကျွန်တော်တို့ကအမေနဲ့မိန်းမနဲ့ဖြစ်တဲ့ခါမှာဒါဇာတိအပြည့်မဲ့တမမှာတော့နေကြည့်ရစီအမေဒါပေမဲ့ကျွန်တော်ပရိငင်ဖွင့်ထားတယ်ဟိုတခါလေထားလိုက်ပရိငင်မဖွင့်တော့ပြောလို့မရဘူးပရိငင်မဖွင့်ထားဘူးဆိုတော့ဟိုဘုရားရှိလို့ရှိမှဟိုကြမ်းကြိတ်အစားလုပ်ပြီးတော့မကြိတ်ထားတယ်ဒါပေမဲ့ဘုရားရှိလို့ရှိမှမင်္ဂလာဆောင်ကြမ်းကြိတ်အဲ့ပရိငင်ကိုကျွန်တော်တို့ကနားလေနောက်ပြီးကျွန်တော်တို့သားသမီးအိမ်ထောင်ပြရခမတာကိုနားလေပြရငါသားကငါတည်းကိုဘာလို့မရဘူးဒါကိုကျွန်တော်နားလေနော်ကျွန်တော်ယောက်ျားတွေကခုနကပြောချစ်ဖို့ကိုယ်စည်းတွေကိုချစ်ဖို့နော်တခါလေမိမကသမီးချင်းကပကံစီပြီးမို့မတမပြောစရာကောင်းတာဖြစ်တယ်အဲ့ဒါရတာနောက်ပြီးတော့တခါလေကျွန်တော်တို့တိုင်းသားတွေကနော်ဘာဖြစ်တတ်တယ်ဆိုရင်အင်ထောင်မပြုတ်ခင်ခေါ်တာတမျိုးအင်ထောင်ပြုတ်ပြီးတော့တချို့ကျတော့ကြိုက်တယ်တချို့ကျတော့ထားလိုက်
ကျွန်တော်မိမကကျွန်တော်ကရင်တော့အမြင့်လို့ခေါ်တယ်ကျွန်တော်နာမည်ကြီးနေအခုနောက်ပိုင်းတော့တောင်ပြတဲ့ကျွန်တော်အဖေးလို့ခေါ်တယ်ကျွန်တော်မပြောဘူးအခုချင်းညီမလေးလို့ပဲခေါ်တယ်အခုဒီညီမလေးမပြောကျွန်တော်တိုင်းရတယ်ပြောင်းတတ်တယ်ဟိုအစားပြောမလားမပြောဘူးဘယ်လိုခေါ်လဲကြီးတယ်လို့ခေါ်မယ်နော်ဆိုတော့ကလေးမွေးလာရင်တော့သူအဖေးကလေးရဲ့အဖေနာမည်နဲ့ခေါ်တတ်ကြတယ်ဟောကျွန်တော်တောင်ပိုင်းကအဲ့လိုပို့ဖြစ်တယ်တဲ့ကျွန်တော်တောင်ပိုင်းကလေးမွေးလာရင်အခုတို့မျိုးပါကျွေးလာပါတချို့လည်းအဲ့လိုခေါ်တာကြိုက်တယ်ဒါပြင်းခေါ်တာကြိုက်တယ်အဲ့လိုသိမတုံးတယ်ဟာခါရီကျွန်တော်ဟာခါရီကအဲ့လိုမျိုးပိုင်းစမတမ်းမကောင်းတယ်ဆိုတော့ယောက်ျားနဲ့ဖြစ်မိန်းမဖြစ်တော့ကတော့ဆိုချစ်လေးပေါ့ကတော့ဆိုချစ်လေးမိန်းမကလေးကိုယောက်ျားကိုလည်းကတော့ညောင်ဆိုချစ်လေးနားထောင်လို့တာကောင်းတယ်ချစ်လေးသူတို့ဗမာစကားမှာဒါသူ့ယူရတဲ့စကားလုံးဖြစ်တယ်ဗမာစကားမောင်းနော်သူယောက်ျားမောင်းဆိုတော့သူမိန်းမစချစ်ပေါ့ဒါမပြောနိုင်ဘူးသူကဆိုတော့ကျွန်တော်ကြတော့ကြီးလိုက်ရဟိုကိုကြီးကိုယောက်ျားအဖိုးကြီးလို့ကိုစင်ကျွန်တော်မိန်းမကဖွားကြီးဘာကိုမပြောရအောင်တကယ်တော့မပြောအောင်အရှက်စရာလို့ဘောလေးမရတာလေမရှက်ပါဘူးတကယ်တော့နောက်ပြီးတော့ကျွန်တော်တို့လင်မယားရဲ့အချစ်ကထားဖို့လိုတယ်ဒီမြဲစီဖို့လိုတယ်ကလေးကြောင့်လင်မယားစကားများစားဘူးတကယ်တော့ကျွန်တော်တခါလေထားလိုက်ကလေးရိုက်လိုက်တယ်ကျွန်တော်ကထားလိုက်ကျွန်တော်ကဟိုဥပမာကျွန်တော်ကပလက်စင်ရိုက်လိုက်ပလက်စင်ရိုက်လိုက်အမေကမင်းဘာလို့ရိုက်တာဒီရှိမှအဲ့ဒါသူကစကားများဘူးရိုက်ပြီးပြီအဲ့ဒါရိုက်ပြီးဆိုတော့သူ့ရဲ့နောက်တော့ပြီးတာလည်းဘာဖြစ်လို့ရိုက်တယ်သူကလေးချင်းကိုကလေးကလည်းစကားမများကျွန်တော်တခါလေးနောက်တော့လို့ပြောတာကလေးကိစ္စမရှိဘူးချူချင်းတလုံးကျွေးတယ်နေရချူချင်းတလုံးကျွေးနေပြီနော်လင်မယားစကားပြန်မတမ်းမလွယ်ဘူးလေကလေးရဲ့သူမအိပ်ပြီးတော့ကဘာဝေးမှာအဲ့ဒါအခက်ဆုံးပဲအတူတူတာအိဒါဟိုပြောင်းနေပြောင်းလာတော့စိတ်ထဲမှာကအစင်မပြေတကယ်တော့ကျွန်တော်ဇနီးမောင်နှံကပေါ်ရေးကြည့်တာကလေးတွေတဲ့ပေါ်ရေးကြည့်တာကျွန်တော်တိုင်းသားအဲ့မှာအရင်ခက်တယ်ကျွန်တော်လည်းဖြစ်တော့ပါတယ်ရင်တော့ကတေချာနားမလဲခဲ့ဘူးကလေးကြောင့်ကလေးကိုစားပေးတတ်တယ်တကယ်တော့ကလေးတဲ့ကိုခင်မကိုမိမောဥစားပေးရကလေးတဲ့တော့ကျွန်တော်နောက်တူလို့ပြောတယ်ကလေးကဘယ်စင်ကချူချင်းတလုံးပေးရစင်ပြီးတယ်လို့နေရချူချင်းတလုံးနဲ့စင်ပြီးကိစ္စမရှိဒါကျွန်တော်အချစ်ကိုကျွန်တော်မယူခင်တော့ကအချစ်တို့လို့နော်တောင်းလျှောက်ကလေးပဲရအချစ်တော့မပြောင်းလို့ပို့တယ်ကျွန်တော်ကကလေးရပြီးသွားရင်ဟိုကလေးမြောက်တယ်ဟိုနည်းနည်းအပြောဆိုဒီလိုမျိုးရှက်စရာကြီးလို့ထင်တတ်တယ်တကယ်တော့မပြောင်းလဲရဘူးကျွန်တော်ဒီလိုတမီးစားအချစ်တော့အမြဲတမ်းချစ်တဲ့ပို့တယ်ကလေးတွေကအချင်းတိုင်းသွားမယ်တို့လင်မယားယောက်ျားတော့နော်တီးတဲ့ချစ်တယ်မခွဲခွာတာသူချစ်ရမယ်လေနော်တော့ပေါ့ဘူးလို့မနေ့ကကျွန်တော်ပြောတယ်ပြောပြတယ်နော်ဒီနေ့ကတော့တိုက်စကျွန်တော်တို့လည်းဇုံကြီးကိုပြောလမ်းမှာလာချက်ကားတူစီတာသူသားပြောတယ်အဖေအမေနဲ့စားတော့ဆက်မှသူသွားစားကြတယ်အဲ့လိုလုပ်ရသူကလေးကဟိုစက်တန်တဲ့นี่အတူတမင်သွားစားငါကလေးတင်ပေးတယ်ကျန်တဲ့နေကြတော့ကလေးတင်ခံမရဘူးအဲ့ဒီနေကြတော့အဖေသူများတဲ့ကလေးရဲ့လို့လုပ်တယ်သွားစားသူ့ဖေကအန်အော်တယ်ဘုံဘာမှမတားအဲ့လိုပြောတော့သူတို့ရဲ့အမေရိကန်စတိုင်ကမမိုက်မဟုတ်ဘူးလုပ်ရတယ်ဒါတကယ်ပြောတာလုပ်ရတယ်နေစားချင်တယ်ဆိုစားပါငါပြောတော့ငါမိန်းမတော့စားရအောင်လို့ပြောတယ်ဆိုင်ကစားတဲ့အိမ်မှာပူချင်းကောင်းမယ်လို့ပဲခဏခဏပဲကျွန်တော်တို့ပြောတယ်စားတော့စားရအောင်အစားတော့တခါလေဟိုနှမျိုးတဲ့နောက်ပြီးတော့ခါရရင်တော့သူတေုံစားတော့ဆိုင်မှာလို့တော့ဟိုအချုံမွေးတအားများတာတွေ့တဲ့ခါမှာကလေးတွေကိုကြွေးချင်တာလည်းပါဒါကျွန်တော်တို့တကယ်လုံးဝမရဖြစ်တဲ့ဇနီးမောင်နှံကြားတာကလေးတွေကတချီမှာသွားမယ်လို့ကျွန်တော်ဇနီးမောင်နှံကအမြဲတမ်းချစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာနော်အထူးသဖြင့်ကျွန်တော်တိုင်းသားဖြစ်တဲ့ခါမှာ
မင်းကလေးကိုအစီခံဟိုကလေးချင်းတယောက်ကိုဟောတမတ်တာတို့မင်းကလေးတယောက်အဝတ်လျှော်ဖို့တွားတမတ်တာတို့ဒါကျွန်တော်တကယ်မှားရဖြစ်တယ်ဆိုတော့တလုံးတော်ရဖြစ်တဲ့ဆိုမှာအာတန်ရအာတန်ကြောင့်လုတ်ပြရအာတန်တာနောက်ပြီးတော့တရားအချစ်လည်းပြရအချစ်ကဘုံတော့နေမကုန်ခန်းစီရဘူးကျွန်တော်တို့ကလေးရှိကလေးကြရတာနဲ့အချစ်တွားပြရင်တရားပြောတချို့ရှက်တတ်ကြတယ်ဒါရှက်စရာမလိုဒါရှက်စရာမလိုဒါကြောင့်ကျွန်တော်တို့တလုံးတော်ဖြစ်တည်မမိပါနဲ့ကျွန်တော်ကတရားမဟုတ်တော့တူဖြစ်တယ်တော့ကျွန်တော်စကားပြောဆိုစင်ချင်ရအောင်အတတ်နိုင်ဆုံးကိုရဲ့မိမအကြောင်းပြောနေတာကိုအကြောင်းပြောတာပဲကိုယောက်ျားအကြောင်းပြောတာကိုပြောတာပဲနောက်အိမ်ထောင်ဖို့ကဖြစ်ဖြစ်အတတ်နိုင်ဆုံးတကယ်တော့အိမ်ထောင်ဖို့ကဦးစီးဖို့ကကျွန်တော်ယောက်ျားပဲတာဖြစ်ယောက်ျားဟောမင်းကလေးတွေမကအချစ်ခံချင်တာလေမင်းကလေးတွေကိုဘာမှမချစ်ပြလိုက်ရှယ်တယ်သူတို့အချစ်လက်ခံချင်တယ်ကြည့်လိုက်ဟိုဘယ်လောက်ထိပေါ်လို့တယ်ဘယ်နဲ့ထိုင်နေလဲချစ်သူများနေလေချစ်သူများနေမှာချစ်သူများနေလေမိမများနေလို့ပြောပါဘာဖြစ်လို့အဲ့ဒီမိမချစ်သူများနေတဲ့မိမတွေကလက်ဆောင်ရဖို့ပြောကြတကယ်ဆိုရင်တော့မိမကလည်းကြောက်ပေးရမယ်ချစ်သူများနေလေဒါပေမဲ့မဟုတ်မိမကအချစ်ခံချင်တဲ့လူစားဖြစ်တဲ့အတွက်ဟိုချစ်သူများဆိုဟိုပန်းများငါယောက်ျားကယူလာပေးမလားဝင်ချောကလက်များယူလာပေးမလားမိမတွေကတော့သူမျောနေကျွန်တော်ရောက်တော့အချစ်ခံချင်တဲ့လူတွေဖြစ်နော်အချစ်ခံချင်တဲ့လူဖြစ်ဒါချစ်တဲ့ဘုပဲလူတွေကျွန်တော်ယောက်ျားတွေကအယုံတည်ခံချင်လို့ချင်တဲ့အတွက်လေယောက်ျားတွေကောင်းယူတည်ပြလိုက်မိမတွေယောက်ျားကောင်းခိုင်းစားလို့ရတယ်ယူတည်ပြလိုက်ခိုင်းချင်တော့ကောင်းယူတည်အကုန်လုံးခိုင်းလို့ရတယ်ဒါကြောင့်ကျွန်တော်နားလေတာကျွန်တော်သဘောပေါက်ပါသူများတွေပြောတာပေါ့ကျွန်တော်ဇုံတုံကြီးတဲ့ပညာတတ်သွားတို့ရအောင်ညပုံမှာဘွေးလေးတိုင်းကိုလူမျိုးဇုံတုံတွေယူချကြတော့တို့ပြောတော့ဟိုမှာယူတဲ့ခါမှာတချို့တိုင်းတော့တချို့ယူတဲ့ခါမှာသူတို့ယောက်ျားတွေဘယ်လောက်ထိပြီးယူဆိုင်တယ်လို့သူတို့ပြောပြတယ်ကွာမနေ့ရပမာကြီးကျွန်တော်အဲ့လိုလုပ်ပါလို့ပြောတာမဟုတ်ဘူးလားမြန်မာပြည်စရာတင်ခန်းဆိုင်သူတို့မြန်မာပြည်ကြတော့အားတာလေဆိုနော်ဆက်ပြီးတယ်ပါဒီဘွဲ့ဆိုပြီးအဲ့ရထားတော့တိုက်တန်စားပြီးတော့တိုက်တယ်ယောက်ျားနောက်ပြီးတော့ရေချိုးနေတယ်ရေချိုးတဲ့ခါမှာပြီးတော့မယ်ဆိုတာပဝါလေးပြီးဆိုတော့အမတမချင်တဲ့ယောက်ျားအမတမချင်တယ်ဆိုတော့သူထိုင်တယ်များโอเคပဲဆိုတော့ခါမှာနောက်ဆုံးတော့ပြောမယ်ဆိုသူမိမစကားနားထောင်တော့အမေကျွန်တော်ရဲ့တိုင်းသားတွေကြတော့မိဘနဲ့တူတူနေရမယ်ဆိုမိဘမကြည့်ချင်တော့အဲ့လိုဖြစ်သွားတယ်ဆိုတော့မိမအပြူစအားကောင်းတဲ့ကမိမပြောတယ်โอเคပဲဆိုတော့မိမပြဘာဖြစ်လို့โอเคပြောတယ်လဲမိမကလည်းပြူစုတယ်လေမနေ့ထားတာနဲ့တော့တိုက်စေးနဲ့တော့တိုက်တာစင်တင်ရဲ့ရေချိုးပြီးတာနဲ့ဟိုကစင်တင်ရဲ့ထမင်းခူပေးတယ်အဲ့ဒါလေးလုံးပေးရတယ်ကျန်တဲ့ကိစ္စအကိုမောင်ပြီးသွားတယ်ဒါလေးလုံးပေးတော့ပြီးသွားတယ်တော့ပတ်စံလည်းအကိုမောင်လည်းလုပ်တာမဟုတ်အစမှာပြုစုယူရတယ်ယူတည်ချင်းကအကျိုးဆက်ခံစားရတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာတွေမှာနှုတ်ကပတ်တော်ကဘယ်လိုပြောတယ်အဲ့ဒါလည်းကျွန်တော်သွားရအမေဒီကဘယ်လိုပြောခဲ့တယ်ကျွန်တော်ထုံးစံမှာဆိုဘယ်လိုရှိလဲဆိုအသက်ရှင်ဖို့ပေါ့ကျွန်တော်ခရိယာန်ထောင်ဖြစ်တဲ့ခါမှာနှုတ်ကပတ်တော်ကျွန်တော်မိသားစုဘယ်လိုတွေ့လဲဒါကရေးကြည့်ကျွန်တော်တို့အမျိုးကဘယ်လိုတင်တယ်လဲဆိုတော့အရေးမကြီးကျွန်တော်အမျိုးကတင်တယ်ပြောတဲ့ခါမှာထားလိုက်ကျွန်တော်တို့အမျိုးဆိုဥစ္စာပုံလားကျွန်တော်စိုးတုံနေဆုံးကျွန်တော်ဦးလေးတမီးကိုယူပါဦးလေးတမီးကလည်းမတန်ကောင်းဘာဖြစ်လို့တို့အဲ့လိုလို့ဆိုတယ်လဲဆိုတော့ကျွန်တော်တခါလေစိုးတုံပဲစကားများတက်ကြတယ်ဒီနေရာဆိုတော့မိန်းမကယောက်ျားကရိုက်ပြီးလို့ရဖြစ်လို့ထွက်ပြေးရင်သူ့မောင်မှာထွက်ပြေးတတ်တယ်တခါလေပေါ့ရင်သူ့အဖေကသွားထွက်ပြေးတတ်တယ်
ခေါ်လို့မရဘူးကျွန်တော်တို့ကဝတ်တကောင်တက်ပြီးတော့သွားခေါ်ရတယ်အမောင်အိမ်မှာသွားပြီးပြီသူ့အမေမှာသွားပြီးဝတ်တကောင်သွားတက်ပြီးခေါ်ရတဲ့ခါမှာဝတ်တကောင်လည်းကုန်သေးတယ်ရိုက်ခါဆိုပြီးတော့ဝတ်တကောင်ပြန်ယူရသေးတယ်ကိုလေးရိုက်ပြီးတော့မှထွက်ပြေးတာတကခေါ်လို့ပြန်မရဆိုတော့အဲ့ဒါကြောင့်ကိုဦးလေးတမျိုးယူတဲ့ခါမှာမိဘတွေလည်းညီကောင်မောင်နှမဖြစ်တဲ့အဲ့ဒီအတွက်မလို့တော့အမျိုးဖြစ်တဲ့မိမဖြစ်တဲ့အတွက်ကဲဟောအဲ့လိုမလို့ပါနဲ့ပြန်သွားပါအဲ့ဒီအတွက်အရာစီပြီးတော့ကိုယ်လေးတမီးယူတဲ့ခါမှာတဲ့တော့နားလေပြီးသားလူဖြစ်တဲ့အတွက်ကြောင့်ယူရတဲ့တမကောင်း။နောက်ဒုတိယတစ်ချက်တိုင်ဝါကချင်းချင်းယူရတဲ့တမကောင်း။နော်အခုလိုကိုပါမှုလို့ဇနီးမောင်နှံလို့ပေါ့။နော်ကျွန်တော်တိုင်ဝါယူရချင်းချင်းမတန်ကောင်းတယ်။ဆိုတော့တိပိသားလေးယူရရဲ့ဟိုအလေးလားအတွေ့အကြုံအကုန်လုံးတိပိသားအကုန်လုံးတူညီပိသားမတန်မကောင်းတယ်။နော်အခုအကြီးလည်းနဲ့စတာဆိုတော့သူကလည်းကွေးတယ်သူသာပြောတယ်ကောင်းတယ်နောက်ပြီးတော့ဘယ်လိုပြန်ကောင်းတယ်လဲဆိုအတင်းတော်သူတာကောင်းတယ်အတင်းတော်သူယူရဟိုမိချင်းလည်းကောင်းတယ်ဆိုတော့အတင်းတော်မတူတဲ့ခါမှာတချို့ကနည်းနည်းတက်ကြွတယ်ဟိုတချို့ကမတက်ကြွတဲ့အတင်းတော်ယူရင်တကယ်အစင်ပြေတော့လူရှိမှအစင်ပြေတာဝင်းကြီးမှအစင်ဘယ်လိုမျိုးကအစဉ်ပြေဆုံးလဲဆိုရင်ဖယားတခင်ကလည်းမိမိကတည်းကရှိအရှိပြေကြည့်လိုက်တယ်ဝိညာဉ်ရမှာကျွန်တော်တို့ဒူဒီမတမ်းမကောင်းတာဖြစ်တယ်။နော်ဒါကြောင့်ဒီမှာတောင်ကြတဲ့နေရာနော်ဒီနဲ့အကြီးနဲ့တော့စနေတန်ဝိညာဉ်ရဒီလိုယူကြမတမ်းမပြောစရာကောင်းဆိုတော့ကျွန်တော်လုံးလုံးပြီးဆိုချင်ဝိညာဉ်ညမတမ်းမပြောစရာကောင်းကကျွန်တော်လူမျိုးမတူအမတန်ပြောစရာကောင်းဆိုတော့လူမျိုးမတူယူတဲ့အခါမှာကျွန်တော်တည်းလည်းပဲတခုဟိုချစ်တဲ့ပုံစံကကွဲပြားတော့ချစ်တဲ့ခံစားရချင်အဲ့ဒါတွေ့ကြမစားဘူးလေစားလည်းစားရတယ်ဟောသူတို့ရဲ့အလေးလာတဲ့တီးရတယ်ဘယ်လိုဖြစ်နေဆိုတော့ကိုချင်းယူတာကောင်းပါလေဒါပေမဲ့အချစ်ပိုင်းဆိုင်မှာတိတ်တော့မပေါ့ဒါကြောင့်ကျွန်တော်တက်တယ်မှာကိုယ်နဲ့မပြောတော့တဲ့ nice ကပြေရှာပါကျွန်တော်ရဲ့အလေးလာကျွန်တော်ဖြစ်လာတဲ့လူမျိုးနဲ့အခြေခံပြီးကျွန်တော်အိမ်ထောင်ကိုတည်ဆောက်ဖို့နှုတ်ကပတ်တော့အိမ်ထောင်ကြတည်ဆောက်ဖို့ဒါကြောင့်ကျွန်တော်အသက်တာထဲမှာကျွန်တော်သားသမီးများကမှအိမ်ထောင်ပြုလာတဲ့အခါမှာသူတို့ကဘုရားရှိလို့ရှိမှပဋိဖွင့်တဲ့အတွက်ကြောင့်ငါသမီးကငါပိုင်မပိုင်လို့သူပိုင်သွားကိုသားသမီးကသူပိုင်သွားအဲ့လိုလေကျွန်တော်ဇနီးတဲ့ကကျွန်တော်အပိုင်ဖြစ်သွားပြီအမေနဲ့ဇနီးတဲ့ပတ်သက်လိုက်ကျွန်တော်ဣထာဘုကဒီမှာကသူမနေလို့ဣဆာမရှိဘူးဟောဒီမှာသူနေတဲ့နော်ကိုဇောမရှိဆိုတော့ဒါမျိုးကိုဇောကသူမိမနဲ့ပတ်သက်သူနဲ့မဆိုင်တော့တော်ဆက်မှုပဲဖြစ်သွားတယ်ဘယ်သူကပိုင်သွားပြီလဲဒါဇနီးတဲ့ခင်မတဲ့ပိုင်ကျွန်တော်ကဘယ်လိုတွေ့ရမလဲတော်ဆက်မှုပဲရှိငါတို့မပိုင်တော့ဒါမျိုးကပတ်တော့တင်ပြတယ်ကျွန်တော်ဟိုအကြောင်းတော့ကျွန်တော်ရဲ့ culture ကိုကျွန်တော်အခြေစိုက်ဖို့နှုတ်ကပတ်တော့အဲ့ဒီတင်တယ်ကျွန်တော်အတက်တာမတမ်းမိသားစုပြောစရာပါနော်မိသားစုကျွန်တော်တင်တော်ရဲ့နော်ပြောစရာတဲ့နော်တင်တော်ရဲ့ဟိုမှာပြောစရာမလို့မနေ့တော့ပြောသေးတယ်လေကိုပါမောကပြင်သွားရင်ခါလေးကလေးတော့မေးတယ်မိမဘယ်တော့မှမမေးဘူးမိမပြောအပြောကျွန်တော်ရုပ်ဆရာကဘောကြတယ်နှစ်ယောက်ပြောဘယ်တော့မှသူတို့က Facebook မသုံးဘူးနော်သိမစိမ်းဘူးလိုအပ်တယ်ကိုခီးတော့ပုံလောက်ပဲတင်ဒီတော့ပုံလောက်ပဲတင်တယ်တော့တောင်းမတင်ဖာကြီးကောင်းဒီသားတော့ဒီချစ်တယ်နော်ဖာကြီးကောင်းဒီသားဆိုတယ်တော့ကျွန်တော်တက်တာကမှကျွန်တော်တို့ရဲ့အလေးအလာတွေကျွန်တော်တို့ရဲ့လူမျိုးနဲ့ဆက်ဆံတဲ့အရာတွေကျွန်တော်တို့အင်ထောင်ဒီဆောက်ဖို့လည်းခရစ်တော်ကပေးတယ်တမန်တရားကပေးတယ်အင်ထောင်အတက်တာအတက်ရှိဖို့အတွက်ဒီနေ့ငါကပတ်တော်နဲ့ဒီကချီပါလေရောက်စတဲ့ကောင်းချီပြီးပါစေဆက်တော်နဲ့ချီပြီး
ဖိတ်မှန်တော်တဲ့ပုစံတဲ့ကျေးဇူးတင်တယ်ဂျာမဆွမ်းတာလူတွေတို့မှနိုင်ငံထဲနေရတဲ့ဝေကြီးကြီးကိုလည်းအလူနဲ့ဆက်ဖို့ကိုလည်းထာဝရဘုရားခင်အနန္တရဲ့ကျေးဇူးတော်မှာကိုယ်တော်ကောင်းကြီးတွေ့ရှိမှုနဲ့ဒီရှိပြနာနာမအမှုတွေဆုတောင်းစကားအနန္တရဲ့ထာဝရဘုရားခင်အာမင် လိုက်သွားပါပြီနာမတော်ကိုကြောက်ရွံ့ကြောင်း
ကျွန်တော်နှလုံးကိုရှိစားရှိတော်မူပါ ကျွန်တော်ဒီဘုရားသခင်သာရဘုရားကျွန်တော်ဒီကိုယ်တော်ကိုစိတ်တော်ကြွေးနဲ့ရှင်ဝ၍နာမတော်ကိုစေတဲ့ရှင်ရပါမည် ကျွန်တော်ခံရသောကိယူနာကိုဤလာပါ၏ကျွန်တော်ယူဝိညာဉ်ကိုမရဏနိုင်ငံတော်အဝိယထေကကျွန်တော်တော်မူသည် ။အိုဘုရားသခင်မာနရှိသောသူတို့သည်အကျွန်ုပ်တစ်ဖက်၌ခါကြ၍ဇာတာတော်လူစုဝေးတို့သည်ကိုယ်တော်ကိုမျက်မှောက်မပြုဘဲအကျွန်ုပ်တစ်ဖက်ကိုရှာကြပါ၏။ โอ้ท้าวรพยาผู้โดดีตราสมเมตตาทุพอจิรุปุตตาทุพอတိကန္တတော်တဘောယုနာနိသစ္စာထွေဝတော်တဘောနိပြည့်စုံတော်ဘုရားဖြစ်တော်မူ၏ ကျွန်တော်ကိုမျက်နှာပြု၍ခေမနာတော်မူပါကိုယ်တော်ဤကျွမ်းအားတကိုယ်တော်ကိုပေး၍ကိုယ်တော်ဤကျွမ်းအားကိုပေး၍ပါ သူဘာချတ်တယ် ကျွန်တော်အားတော်ကိုပေးတဲ့နာကိုပြတော်မူပါကျွန်တော်ကိုမောတော်သူတို့ဤပြည်၍ဆက်ဆောင်ကြပါစေအကြောင်းမူကားကိုယ်တော်ဘုရားကိုယ်တော်ဤအကျွန်ုပ်ကိုမာစား၍ချမ်းသာတော်မူပါ အကားဒီပုံတော်ကိုနိလာတဲ့ဝါဒီထာဝရတရှင်တော်မူသောဘုရားဒီနေ့မှာသာသမီများကိုရောဒီတခေဘုရားနေမှာအလစီတိုင်းကိုကျောင်းတော်မှာပုံဆောင်တကယ်ကိုရောဒီနေ့မှာချင်းမွန်ချင်းမူရကိုရောဘတ်တော်အပြုနာတိုင်းနရှပ်စာအပ်ဝေဟာရဒီလိုကပတ်တော်အပြုနေကိုတာသမီများကိုလောကအောင်ကြည့်စေရောမှာတာသမီများဒီနေ့ဆုတောင်းလို့ဒီမှာကိုရောဒီအတူတော်အတွက်လည်းဆုတောင်းချင်ပါတယ်ကိုရောဖာပြဒီတော့မှာဦးစီဦးဆောင်နေတဲ့ကိုရောခွင့်ခံကိုရောကိုခံမှတာထားတဲ့ကိုရောဒီပစတာကစားကိုရောအကျေးဆုံးကနေအနေဆုံးထိတာတော့သူကလည်းအတီးတီးမှာလှုပ်ဆောင်နေတဲ့ကလည်းအတီးတီးမှာရောက်စီတိုင်းကိုရောကောင်းကြည့်ပြီးတော့ပါကိုရောဖာပြကိုရောအမင်းစစင်ကာရကသူစက္ကနေတဲ့သူရဲ့ညောင်ညာဆွာရှိတဲ့ Sunday School ကလည်းကိုတာသမီများကိုနေစင်းနဲ့များကိုကြောင့်ချင်းရပပကောင်းကြည့်ပြီးတော့ပါသူရဲ့စက်ကမှုပေါ်မှာတာယူလက်ပြရတဲ့ဘုရားကိုသင်ချစီလို့ပါတာသမီများနေကောင်းတဲ့သူတွေများဆွာရှိတဲ့ဒီဖြစ်နေတဲ့ styling စတဲ့လည်းတာသမီများနဲ့ဆူတောင်းပြီးဒီကလာကိုဖတ်ပြအိုးကိုတာသမီများယုံကြည်သူတွေဆူတောင်းခြင်းအနာကိုတကယ်ပဲနားမြောင်းတဲ့ဒီကြောင့်ကျေးဇူးတော်ရှိမလဲဒီလိုမှလည်းဆက်လက်ပြီးမှကိုရောပါပြတာရီနောတလက်စုတောင်းရဲကိုရောပါတမီတော်မတော်လက်စုတောင်းချင်မှာကိုရောပါပြကိုတို့ဝေယနာခံစားနေတဲ့ဝေဒနာခဲကနေလက်မျက်စိနိုင်တော့ဘုရားရှင်ပဲဖြစ်ပါလေကိုရောဆရာဝန်မတတ်နိုင်တဲ့အရာစေဝါဖြစ်မတက်တာစင်နေတဲ့အရာကိုရောတတ်နိုင်ကြောင်းကိုရောတကယ်ပဲတဲ့ထူမဲ့တော့ကြောင့်ကျေးဇူးလို့ရှိမလဲတာသမီးများကိုရောပါပြဟောနိုင်ငံတီးတီးမှာကိုရောစစ်ဖြစ်နေတဲ့နိုင်ငံတီးတီးတော့လည်းတာသမီးများဆုတောင်းလို့ဒီမှာတာသမီးများကိုရောစစ်တာဘုရားရဲ့တာဝန်ဖြစ်ပါလေကိုရောလက်တော်နဲ့အာနာနဲ့ရောစစ်တိုင်းနေတဲ့ရင်းရတီးတီးကနေပုံဆောင်နေတဲ့ဒေးဆောင်နေတဲ့အရာစစ်တဲ့တာသမီးများတော့လည်းကိုရောပါပြโอရှိတဲ့နေရာမှာနေတဲ့ချင်းရှိတဲ့နေရာမှာကိုကြာမှချင်းပြီးပတ်တော်မူဒီမှာโอ้ကိုရောကောင်းကြည့်ပြီးတော့မှာသူတို့လိုအပ်နေတဲ့မေးစီကိုရောဖာပြတောက်တုံးရမယ်โอ้ဆာဆာကိုရောအချိန်ပူဆောင်ပြီးတော့တဲ့ကျေးဇူးတော်ရှိမလဲကိုရောဖာပြမြန်မာပြည်တဲ့သူရဲ့ဆူတောင်းมาတဲ့ကိုရောဖာပြမြန်မာနိုင်ငံမှာတုံးကာလပတ်လုံးကိုစစ်ဖြစ်နေတဲ့အခါမှာတင်ချောင်းနေတဲ့တောတောင်ကြားထဲမှာတင်ချောင်းနေတဲ့သူတွေနော်ဆောရှိတဲ့သူတွေကိုကိုရောဖာပြနော်လင်းချမ်းမဲ့ကဲတုံဟောပဲနဲ့ဖျားကလူတွေစီကနေ
မျောလင်းချက်မရှိတော့လည်းအသက်ရှင်တဲ့ဘုရားရှင်မှာမျောလင်းချက်ဖတ်ရှိနိုင်ဘလုံးဟာတို့ရဲ့နှလုံးသားကိုယ်တော်စကားပြောတော်မူပါကိုရောဖဖျားအိုးဆက်လက်ပြီးမှကိုရောတာသမီးများဒီအတင်းတော်မှာလည်းပဲကိုရောဖဖျားအိုးအငယ်ဆုံးတစ်ထက်ကနေအကြီးဆုံးထိတိုင်အောင်အိုးဘယ်တင်ချင်းတော့ရွရွဓမ္မတရားကိုသိစေတော်မူပါကိုရောဖဖျားအိုးဒီနေ့ကတော့ပတ်တော်ကြားနာတဲ့အတိုင်းပဲကိုရောဖဖျားကိုရောနှလုံးသားသားသမီးများကိုခန္ဓာဗိမာန်ဖြစ်တဲ့ကဲတော့ဒီဗိမာန်တော်ဖြစ်ဒီကိုခန္ဓာရဲ့အတ္တထဲကနေကိုရောဟိုအတင်းတော်ဟာဒီကိုခန္ဓာထဲကနေပဲစာပြုပါလေကိုရောဖဖျားဒီကိုခန္ဓာနဲ့အစာပြုတိတကလာကိုရောဖဖျားဆက်လက်ပြီးမှအတင်းတော်ထဲမှာဆက်လက်ပြီးမှမိသားစုထဲမှာဆက်လက်ပြီးမှမိသားစုကနေအတင်းတော်ထဲမှာကိုရောတာတော်များကိုအလေးဖြစ်စေတော်မူပါကိုရောဖဖျားရှိတဲ့နေရာတိုင်းမှာဟိုတွာလာတဲ့နေရာတိုင်းမှာအလုတ်ကိုင်လုတ်နေရတဲ့နေရာတိုင်းမှာကိုရောဖဖျားဒါသမီးများကိုဘုံတော်ထိချစေဖို့အတွက်ကိုရောတန်ရှင်းတော်ဝိညာဉ်တော်လမ်းပြတဲ့ဒီစကားပြောတော်မူပါကိုရောဖဖျားအရောက်စီတိုင်းကိုလည်းလုံငန်းကိုင်းနာအိုးအချစ်ပြီးထုံးစလုတ်ကိုင်းကိုလုံးမလေးကိုရောကောင်းကြည့်ပြီးတော်မူပါကိုရောဆက်လက်ရဒီနှစ်2025ထဲမှာလည်းပဲကိုရောအရောက်စီတိုင်းကိုရောဖဖျားတမန်တရားကိုတိခက်ကိုရောတမန်တရားနဲ့မူလတော်သူဖျားခိနဲ့တာရွေးနိစ္စတော်သူတာရွေးဝေတော်တော်အရောက်စီတိုင်းကိုဘောလုံးမလေးကိုကောင်းကြည့်ပြီးတော့ပါလူငယ်တွေကစကူရောပါပြဘုရားမြတ်မောတော်ထဲမှာနှုတ်ထားစေတော်မူပါအရောက်စီတိုင်းနှလုံးသားကိုကိုရောလက်တော်နဲ့အနန္တနဲ့ကိုရောသားတမန်နှလုံးသားကိုရောပါအချင်းတက်ဖြစ်ပါတယ်ကိုရောပါပြဟိုသားသမီးရဲ့အဘေကဲတော့တွားလာရမယ်အဘေကဲတော့ဆုံးဖြတ်ရမယ်အဘေကဲတော့ဦးဆောင်ရမယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဘုရားစီကနေလာတဲ့ဉာဏ်ပညာအဖြစ်ဦးဆောင်နိုင်ဖို့ဆုံးကိုရောဆုံးဖြတ်နိုင်ဖို့ကိုရောတွားလာနိုင်ဖို့လုံးဟာကိုရောငါစကောင်းကြည့်ပြီးတော့ပါကိုရောဒီနေ့မှလည်းပဲကိုရောဖတ်ပြတာသမီးများကိုဆောင်တဲ့တော့ပတ်တိုင်းမှလည်းကိုရောဖတ်ပြကိုဆောင်တဲ့တော့ကြောင့်ကျေးဇူးတော်ချီးမွမ်းရတဲ့ဒီနေ့မှာဆုတောင်းတဲ့အခါမှာတပါးတည်တော်သခင်ယေရှု၏နာမကိုမြည်ပြီးဆုတောင်းစကားအနာပါရပါဗျာအာမင်အလုံးမတရားပြီးတော့နောက်ဆုံးချင်းအပ်ပြီးဆုံးကြရအောင်Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ဟာလေလုယာကောင်းကင်မြေကြီးစကြဝဠာကိုကိုယ်ဆုံးပိုင်တာလို့ပြောတာသမီးရောက်စုတော်ပေါ်မှာကိုဆုံးမပြတာတော့အဖြစ်ဒီတိုင်အောင်ချစ်ပြီးတော့ကြောင့်လမ်းပြပြီးတော့ကြောင့်ကောင်းချင်တဲ့တိပတ်ပြီးတော့ကြောင့်ကိုဂျေဇုတော်ကိုချီးမွမ်းပါဒီနေ့ကိုရရှိပြဂျာနာရဲ့နှုတ်ပတ်တော်တိုင်းဒီနေ့အိမ်ထောင်တဲ့မြတ်တာဒီနေ့လေများချစ်ချစ်မြတ်တာကိုတိုင်းတူပါလေဘုရားပါလေနှုတ်ပတ်တော်ကောင်းချီးပြီးတော့ကြောင့်ဂျေဇုတော်ချီးမွမ်းတယ်ဂျာနာရဲ့စတိုင်ပေါ်မှာလေကိုရရှိပြနှုတ်ပတ်တော်ရဲ့တူတင်ရှင်းရမှုလိုက်ရှောက်တဲ့စတဲ့ဘုရားတဲ့ရှင်းပေါ်ဝင်ဖြတ်တော့မာစာလေကောင်းချီးပြီးတော့ပါဒီနေ့ကိုယ်ချင်းစားလဲဆုံးတဲ့ဘုရားပါစီတော့ကြောင့်ဂျေဇုတော်ကိုချီးမွမ်းတယ်လာမယ့်အပတ်မှာလည်းတပည့်တော်တို့ဒီဘုရားကိုပြုကိုချင်းတဲ့